ဒီလိုသားကြော်လေးတစ်ခွက်ရှိပြီဆိုလို့ရှိရင်ချီဟင်းလေးနဲ့လိုက်တယ်သူ့တိုင်းစီလေးဆန်းပြီးစားလိုက်တယ်ပေါ့နော်ကဲဘယ်လိုကြော်ကြမလဲကျမတို့အသားကိုဒါလေးကတတိလေးဖြစ်အောင်တီးထားပါမယ်အသားကြိုက်တဲ့လူတွေကအသားကြီးပဲလေးပါအသားမစားပဲကျိုးကအစီလေးပါမှကြိုက်တယ်ဆိုတော့3-2တောင်သုံးပါရှင်ရတာမဟုတ်လေးထည့်ပါမယ်ပြီးတဲ့အခါဒါလေးကတော့ရှက်ကော့ပတ်ကောအရောလေးကိုနည်းနည်းထည့်ပါတယ်အနံ့မှုဖို့အတွက်ပါနော်အဲ့ဒါလေးရဲ့စားလေးရဲ့နဲ့ထည့်ပြီးတော့ရောသမမှုလိုက်ပါမယ်အရောင်လေးနည်းနည်းလိုရလို့ခန်းစားရတဲ့အတွက်ကြောင့်မို့လို့ကြားညုတ်လေးကိုထည့်ပါမယ်နော်အဲ့တော့အသားရိုဒီတိုင်းကြော်တော့မညှီဘူးလားလို့ပြောချင်ပြောကြမယ်ပေါ့နော်မညှီအောင်ဘယ်လိုလုပ်လဲဆိုတာလေးကိုဆက်ပြီးပြပါမယ်ဒါကြားညုတ်ထဲလို့လှပနေတဲ့ကျမရဲ့စသားတုံးလေးဝတ်သားတုံးလေးတို့ရှင်ချင်းလေးကိုတော့ပပလေးချစ်လိုက်ပါတယ်ချင်းကတော့လက်တစ်စလောက်သုံးလိုက်ပါတယ်အဲ့တော့စီလေးခပ်ပပများထည့်ပါမယ်နော်ထည့်ပြီးတဲ့ခါကျလို့ရှင်ချစ်ထားတဲ့ချင်းလေးတွေကိုဒီလိုပပလှီးပြီးတော့မှအချောင်းလေးတွေပြန်ထိုးလိုက်ပါမယ်အချောင်းလေးတွေထိုးလိုက်ပြီးတော့မှစီပူတွေကိုဒီချင်းလေးတွေကိုဖြည်းချင်းထည့်ကြော်လိုက်တဲ့ခါကျလို့ရှင်เนาะချင်းကမညိုခင်ပေါ့เนาะဒီလိုချင်းမှုတ်လာတဲ့အချိန်မှာအသားကိုထည့်ချပါမယ်ပြီးတော့အသားနဲ့ချင်းနဲ့ရောသမမှုလိုက်ပါတယ်အဲ့ဒီခါမှာဆိုလို့ရှိရင်တော့ဒီချင်းရဲ့မှုရဲ့အနံ့ကအသားတဲ့ဖြည်းချင်းစိတ်မှာပါမီးကိုအရင်မပြင်းပါနဲ့เนาะခက်အေးလေးပဲထည့်ပါပြီးရင်ရေလုံးဝမထည့်ဘဲနဲ့ဒီအသားရဲ့အရေကိုပဲအိုးကိုအပုံဖုံးပြီးတော့မှထားလိုက်ပါတယ်မီးကိုခက်မမြင့်လေးပဲထားလိုက်တဲ့ခါကျတော့လေသူကအထဲကအသားရထွက်တဲ့ရေလဲခံဒီအသားလည်းအနူပေါ့နော်တကယ်လို့အဲ့ဒါမှအမြည်ကြီးလို့နူးချင်နေရဆိုလို့ရှိရင်တော့အချိန်နဲ့တင်ပါမနူးချင်ဘူးဆိုလို့ရှိရင်တော့ဒါကိုဒီတိုင်းပဲမှုပြီးတော့မှဒီအေးနဲ့အရောင်ညီသွားအောင်မရက်ထားဘဲနဲ့ထောက်ရှောက်မှုပေးလိုက်ပါပေါ့နော်ကဲအဲ့တော့လူကြီးငယ်ကုံကြိုက်တဲ့ဝတ်သားကြော်